နာတော့ပြည့်သွားမှန်ပါအခုမှအကြည့်ဆုံးဘုန်းကြီးနဲ့တူတယ်မှန်ပါရေမောင်ဘုန်းကြီးဘွယ်မင်းနာရတာဟုတ်နာရတာနာရဘုန်းကြီးပြောတယ်မှန်ပါဗျာဆရာတော်နဲ့သာတွေ့တော့ရပြီတော့ကမအေးပါအေးပေါ့ပါပါအဲ့တော့ဆရာတော်တက်တော့3-6ထင်တယ်ဟုတ်လားဆရာတော်နဲ့ဘုန်းကြီးနဲ့ကဘာအေးမှာစတွေ့တော့ဆရာတော်ဘုရားအတွက်တော်ဘယ်လောက်ရှိပါပြီလဲဗျာမမေကိုတွေ့တော့29နှစ်ပါ29ဆရာတော်39 98ရက်နဲ့29 39ပေါ့ဗျာဟုတ်ကဲ့နမလားတော့ပြီးတော့အဲ့တော့29ပါဟုတ်အခုပြောအခု86ပါပါ6086ဆိုလဲအိုးကြီးလေပါပါ90ကစားအိုးကြပါပါဝါမလုံးနဲ့ကိုကြမရေးကိုပြီးရဲအဲ့ဒါပဲလုံးကိုလောက်ခဲ့ရတယ်များလာပြီပါပါရတော့နဲ့ကဘာအေးနေတော့ကယောဂီယူတင်ချာတကတော့လိုက်ပြီးဓမ္မလာကိစ္စအဲ့တော့တရားဟောကြားဆရာတော်ဘုရားနဲ့ကဘာအေးမှာနေတော့ကယောဂီဥတ္တဆံယောဂီဥတ္တချမ်းပါဥတ္တချမ်းပါဆရာတော်တရားဟောရလိုက်သူလိုက်ခဲ့ဆရာတော်တရားဟောတော့ဘုန်းကြီးကဆရာတော်တရားနဲ့အတူလိုက်ခဲ့ဘူးပါတယ်ဗျာအဲ့ဒီချိန်ကကိုကြပြေးအဲ့ဒီဥတ္တချမ်းမလားခုချမ်းမြေရိတ်တာလည်းအဲ့ကဥတ္တရဲ့ချမ်းပါပဲလားဗျာဒီခုချမ်းမြေရန်ကုန်ချမ်းမြေဒီထောင်ထားတဲ့ဒီကွက်လက်ကဥတ္တရဲ့နေရာချမ်းနေရာလားမေးလျှောက်တာပါဗျာတချမ်းဟုတ်တယ်တချမ်းနောက်မှသူစီကသူမရှိမှသူသာသမီတွေဖွဲ့ဝေတဲ့ကအဲ့ဒီချမ်းယူလေမူလရဲ့လိုချင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာတပည့်တော်တရားဟောဘူးလေစကားပြောဘူးလေအဲ့နေရာချင်းကစနေတယ်အဲ့ဒါကြောင့်လိုချင်တယ်ဒါပေမဲ့မူလမပြောပါဘူးအဲဒီသာသမီတွေလက်ထက်ရောက်မှသူတို့ကိုယ်တည်းကုန်မှယူလိုက်တာမင်္ဂလာဥတင်ဆိုတာလားဟုတ်ပြောပြီ